သိတော့ပါတော့ကမုန်တိုင်းထဲမှာပူဆွေးလျက်နေချိန်မှာစုံစမ်းနောက်ရှက်မှုများသင်ကိုဆွဲချနေပြီလားရှုပ်ထွေးမှုများတဲ့မှာကောင်းငုံလေးရှိနေစဉ်ဘဝရဲ့နာကရောက်ဆုံးနေလားမသိတော့ပါထိုကနာချင်းတွင်ပြဤခေါ်တန်ကိုကြားရပြီတခင်ကငြိမ်သက်ခြင်း